online ကနေပြီးတော့ချိန်ချောက်မှုမြင့်ခြင်းနဲ့ဥပဒေအကာအကွယ်အကြောင်းအရာလေးကိုမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှိနေညှို့ညိထွန်းပဲဖြစ်ပါတယ်ရှင်။ယခုအချိန်မှာဆိုလို့ရှိရင်ဆက်သွယ်ရေးကိုရက်ကိုအသုံးပြုပြီးတော့ online ကနေပြီးတော့ချိန်ချောက်တာတွေကဒီလက်ပေါင်းစုံကနေပြီးတော့ဝင်ရောက်လာတာရှိတယ်ပေါ့နော်။ဒီလိုမျိုးဆိုလို့ရှိရင်မိတွေကအကာအကွယ်ရယူနိုင်မလဲ။ဒါအပြင်ဆက်သွယ်ရေးကိုရက်ကိုအသုံးပြုပြီးတော့ငွေကြေးလိမ်နေတာတွေအကယ်၍ဆက်သွယ်ရေးကိုရက်ကိုအသုံးပြုပြီးတော့ဥပမာဆိုပါစို့ပေါ့နော်မိတ်ဆွေတို့ကိုတစုံတစ်ယောက်ကနေပြီးတော့မင်းရဲ့ဂုဏ်သိက္ခာကျစေမယ်အချက်အလက်သတင်းတွေကိုငါက social media ပေါ်မှာတင်လိုက်မယ်ဒီလိုမျိုးအတင်မခံချင်ဘူးဆိုလို့ရှိရင်မင်းကကိုငွေကြေးဒါမှမဟုတ်လို့ရှိရင်တန်ဖိုးရှိတဲ့အရာတစ်ခုကိုမင်းမဖြစ်မနေပေးရမယ်ဒါဆိုလို့ရှိရင်တော့ online ကနေပြီးတော့ချိန်ချောက်ပြီးတော့ငွေကြေးတောင်းယူတာတွေဖြစ်တယ်ဒီလိုမျိုးငွေကြေးတောင်းယူတဲ့အပြင်ကို online ကနေပြီးတော့အသိဉာဏ်ဖြစ်အောင်ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တာတွေဒါဆိုလို့ရှိရင်ဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအရေးယူလို့ရနိုင်ပါတယ်ရှင်ဒါအပြင်ဆက်သွယ်ရေးကိုရက်တစ်ခုခုကိုအသုံးပြုပြီးတော့ online ကနေပြီးတော့ငွေကြေးလိမ်နေတာတွေအကောင့်ထဲကနေပြီးတော့ငွေကြေးတွေခိုးယူသွားတာတွေဒီလိုမျိုးတွေဆိုလို့ရှိရင်တော့ဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအရေးယူနိုင်တာဖြစ်ပါတယ်ရှင်သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေရယူဖို့လိုအပ်ပါတယ်ရှင်။ဘယ်လိုမျိုးတွေကတိုင်ကြားလို့ရနိုင်မလဲ။နင့်နာတဲ့သူကိုယ်တိုင်တော့လည်းကောင်းနင့်နာတဲ့သူကနေပြီးတော့ကိုယ်ဆက်လက်လွှဲအပ်ခံရတဲ့သူကလည်းကောင်းဒီလိုမျိုးဆိုလို့ရှိရင်တော့တိုင်တန်းလို့ရနိုင်ပါတယ်ရှင်။ဥပဒေဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးဂငယ်တွေဟာဆိုလို့ရှိရင်ရဲရဲပိုင်တဲ့အမှုဖြစ်ပါတယ်ရှင်။အကယ်၍ဒီဥပဒေအရပြစ်မှုထင်ရှားရှိရင်တော့အစီရင်ခံရမယ်ဆိုပါဆက်သွယ်ရေးဥပဒေပုံမှာ66ကငယ်ဟာဆိုလို့ရှိရင်ထောင်ဒဏ်3နှစ်ကနေပြီးတော့ငွေဒဏ်လည်းကျခံနိုင်ပါတယ်ရှင်။ငွေဒဏ်အနေနဲ့ကျပ်10သိန်းအထိချမှတ်နိုင်ပြီးတော့ဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးဟာဆိုလို့ရှိရင်ထောင်ဒဏ်2နှစ်အထိအများဆုံးချမှတ်နိုင်တဲ့ပုံမှာအမျိုးအစားပဲဖြစ်ပါတယ်ရှင်။ငွေဒဏ်ကတော့10သိန်းအထိပဲဖြစ်ပါတယ်ရှင်။